တင်ခုမြင်တွေ့နေရတဲ့ပုံဟာတားဖြစ်သူကမိခင်ကိုနမ်းနေတာမဟုတ်ပါဘူးတကယ်တော့ဒါဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တဦးနဲ့လပလူပြိုတဲ့တို့သမီးလေးတို့ရဲ့မင်္ဂလာပွဲအမြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်အရက်အမြင့်60စင်တီမီတာနှစ်ပေခန့်သာရှိတဲ့ဒီအမျိုးသားဟာသူ့ရဲ့ပူကွာတဲ့ရုပ်ပိုင်းဆိုင်ရာအဟန့်တားတွေကိုကြော်လွှားပြီးအရန်ကိုလာပါတဲ့ဇနီးချောလေးကိုပိုင်ဆိုင်ခွင့်ရရှိခဲ့တာပါသူတို့ဇနီးမောင်နှံမှာချစ်စရာကောင်းပြီးကျမ်းမာတဲ့ရင်သွေးလေးတဦးတောင်ထွန်းကားနေပြီဖြစ်ပါတယ်သူ့ရဲ့နာမည်ကတော့အာဆာနာလာဗတ်မာရာဖြစ်ပြီးသူ့ပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေဟာဒေါ်လာထရီလီယံကျော်တယ်လို့ဆိုကြပါတယ်ငယ်စဉ်ကတည်းကသူကမျိုးရိုးဗီဇဆိုင်ရာချွတ်ရင်ချက်တစ်ခုကြောင့်ဖြစ်တဲ့မွေးရပါပူကွာယောဂရှိနေတာကြောင့်စစ်စစ်တွေ့ရှိခဲ့ရပြီးအဲ့ဒီယောဂကြောင့်ပဲသူ့ရဲ့ရက်ဟာ60စင်တီမီတာမှာရင်ရပ်တန့်သွားခဲ့ရတာပါဒါပေမဲ့ဒီအချက်ဟာစီးပွားရေးလောကမှာသူအောင်မြင်လာဖို့အတွက်အဟန့်အတားတစ်ခုမဖြစ်ခဲ့ပါဘူးသူဟာသူ့မိသားစုစီကနေကြီးမားတဲ့ရေနံအင်ပါယာကြီးကိုအမွေဆက်ခံတဲ့သူဖြစ်တာကြောင့်ငွေကြေးဌာနချမ်းသာကြွယ်ဝမှုမှာတော့လိုလေလေးမရှိပါဘူးသူဟာပရဟိတလုပ်ငန်းတွေမှာလည်းတက်တက်ကြွကြွပါဝင်လှုပ်ဆောင်လေးရှိပြီးစီးရဲသားတွေကိုကူညီတာနဲ့လူမှုရေးလုပ်ငန်းတွေမှာအလူငွေဝင်ထည့်တာတွေကိုလည်းအမြဲလှုပ်ဆောင်နေသူပါသူ့ရဲ့ကြွယ်ဝလာတဲ့စီးစိမ်ဥစ္စာတွေကြောင့်မိပေါင်းများစွာရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပေမဲ့ဒီနေ့မှာတော့တာမန်မိသားစုကဆင်းသက်လာတဲ့ချောမောလာပါတဲ့မျိုးသမီးလေးတယောက်နဲ့သူဆုံတွေ့ခွင့်ရခဲ့ပါတယ်။ဒါကအဲ့ဒီမျိုးသမီးဟာသူ့ရဲ့ချမ်းသာကြွယ်ဝမှုရောပူကွာတဲ့အရာမောင်းကိုပါယူမဆိုင်ခဲ့တာပါပဲ။သူတို့နှစ်ဦးဟာမြင်မြင်ချင်းချစ်မိသွားခဲ့ကြပြီးရက်အနေငယ်အကြာမှာပဲလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။